အားလုံးမင်္ဂလာပါအခုသင်ခန်းစာကတော့ animation ထည့်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တနည်းအားဖြင့် interactive လုပ်တယ်လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒါကြောင့်ဒီဟာလေးကိုအရင်ဆုံးနမူနာအရင်ပြမယ်နော်နမူနာပြဖို့အတွက်ကျွန်တော် window တစ်ချက်နှိပ်မယ် window နှိပ်ပြီးတော့ရင်ကျွန်တော်ဒီမှာ interactive ဆိုတာရှိတယ်အဲ့ဒီ interactive မှာကျွန်တော်ဒီအောက်က EPUG interactivity preview ပေါ့နော်ကျွန်တော်ဒီ interactive လုပ်ပြီးသားဒီ animation ထည့်ပြီးတော့ preview ပြန်ပြီးတော့ကြည့်ရအောင်နော်အဲ့တော့သူကလေးတစ်ချက်နှိပ်မယ်နှိပ်လိုက်ကျွန်တော်ဒီ box သေးသေးလေးပေါ်လာတယ်အဲ့တော့ကျွန်တော်ဒီထောင်လေးနဲ့ဆွဲပြီးချက်လိုက်နော်ချက်ပြီးတော့ကျွန်တော်ဘေးနားကိုရွှေ့လိုက်မယ်။ Okay ရွှေ့ပြီးတော့ကျွန်တော်ဒီအောက်မှာ play preview ဆိုတာရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်။ဒါဆိုရင်ကျွန်တော်ဒီမှာ animation ထည့်ထားတဲ့အတိုင်းပေါ့နော် animation ထည့်ထားတဲ့အတိုင်းဒီမှာပေါ်လာပြီပေါ့။ဟုတ်ပြီနော်။ဒါတော့ကျွန်တော်တို့ဒီ PowerPoint မှာသုံးရတာပေါ့နော်။ကျွန်တော်ဒီဟာကိုတော့ဒီ InDesign မှာတော့ကျွန်တော်သင်ခန်းစာတစ်ခုအနေနဲ့ဒါထည့်တဲ့တာပေါ့နော်။တိတ်ပြီးတော့အသုံးနေတာပေါ့နော်။ PowerPoint မှာဆိုရင်ဒါကျွန်တော်ဒီ presentation လုပ်တဲ့အခါတော့ပါလို့ဆိုရင်ဒီ slide လေးနဲ့ပြမှာပေါ့နော်။ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီဟာကိုအရင်ဆုံးစလုပ်မယ်စလုပ်ဖို့အတွက်ကျွန်တော်ဒီ3မိသားပေါ့နော်3မိသားတော့ကျွန်တော်ဖြတ်လိုက်နော်အဲဒီဟာလည်းဖြတ်လိုက်ဖြတ်ပြီးကျွန်တော်ဒီမှာစာနှစ်ကြောင်းလောက်ပေါ့နော်စာနှစ်ကြောင်းလောက်ကျွန်တော်ပြန်ရေးမယ်အဲ့တော့ကျွန်တော် font size ကို30လောက်ထားလိုက်မယ် CON-DU ဒီဟာကွန်ပျူတာဒီတော့အလေးရွှေ့လိုက် Okay ဒီလောက်ထားလိုက်နော်ဒီလောက်ထားမယ်ပြီးအဲ့တော့ဒီစာပေါ့ဒီစာကျွန်တော်ဒီ control C control V နဲ့ပေါ့နော် copy ယူလဲရတယ်အဲ့လိုမှမျိုးကျွန်တော် keyboard က control ပြီးတော့သူ့ဖိဆွဲလိုက်နော်ဒါဆိုနောက်တစ်ခုဖြစ်သွား sorry ကျွန်တော် order ပေါ့နော် control မဟုတ် order ပါအဲ့တော့ keyboard ကကျွန်တော် order ကိုပြီးတော့ကျွန်တော်နောက်တစ်ခုအောက်ကိုဆွဲချလိုက်တာဆိုနှစ်ခုဖြစ်သွားပါနော်အဲ့လိုနှစ်ခုဖြစ်သွားပြီဆိုရင် type 2ယူပြီးတော့ဒီ font size အတိုင်းပဲကျွန်တော်ထပ်ပြီးတော့ပြင်စရာမလိုဘဲနဲ့ချိန်လို့ရတော့နော်ဟုတ်ပြီပြီးသွားရင် selection 2ယူမယ်ယူပြီးတော့တန်းရမှာ click တစ်ချက်လိုက်မယ် Okay ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်က essential ဆိုတာရှိတယ်အဲ့ဒီညာ outside လေးတစ်ချက်နေပါအဲ့တော့ကျွန်တော်ဒီမှာက animation ထည့်မှာဖြစ်တဲ့အတွက် digital publishing ပေါ့နော်ဒါလေးကိုတစ်ချက်ယူလိုက် Okay ဒါဆိုရင်ကျွန်တော်ဒီမှာ screen ပုံစံကဒီတိုင်းလေးဖြစ်သွားမယ်ဒီတိုင်းလေးဖြစ်သွားမယ်ဆိုရင်ကျွန်တော်ဒီဘက်ထောက်မှာ animation ဆိုတာရှိတယ်ဟုတ်ပြီ animation ထည့်ဖို့အတွက်ကျွန်တော်ဒီဘယ်စာကြောင်းပေါ့နော်ဘယ်စာကြောင်းထည့်မယ်လဲဆိုပြီးတော့ကျွန်တော်ဒီ selection 2နဲ့ပေါ့နော် selection 2နဲ့ကျွန်တော်အရင်ဆုံး select ပေးရပါမယ်ဒါဆိုရင်ကျွန်တော်ဒီစာကြောင်းပေါ့နော်ဒီစာကြောင်းကို animation ထည့်မယ်အဲ့တော့ကျွန်တော်ဒီမှာ animation ကိုတစ်ချက်လေးလိုက် Okay တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီတိုင်းပဲပေါ်မယ်ဒီတိုင်းပေါ်နေအောင်ဒီ name ကတော့ကျွန်တော်အခုရေးလိုက်တဲ့နေရာချင်းမှာပေါ်တယ်နော်အဲ့တော့ pre-step မှာကျွန်တော်ဒီညာလေး outside ရှိတယ်အဲ့လေးတစ်ချက်နှိပ်လိုက်ဒါကကျွန်တော်ဒီ animation design တွေပေါ့နော် animation design အများကြီးရှိတယ်ဒီထဲမှာကိုကြိုက်တဲ့ဟာကိုသုံးလို့ရတာနော်အဲ့တော့ကျွန်တော်ဒီမှာဒီထဲကျွန်တော် zone in ပေါ့နော် zone out ကျတော့ကျွန်တော်ပြန်ပြီးတော့ထွက်သွားတာပေါ့နော် zone in ကိုသုံးမယ်ဒါဆိုကျွန်တော်ဒီမှာလိပ်ပြပုံစံလေးရှိတယ်သူပေါ်လာမဲ့ပုံစံလေးဒီအတိုင်းလေးပြပြီးတော့ပေါ့နော်ဒီတိုင်းလေးပြပြီးလေဒါဆိုရင်ကျွန်တော်ဒီကောင်လေးကို animation ဒီ zone in ပုံစံလေးနဲ့ထည့်လိုက်ထည့်ပြီးဆိုကျွန်တော်ဒီမှာ duration လေးရှိပြီအဲ့ဒီ duration ကိုကျွန်တော်ဒီမှာ second ဘယ်လောက် second ပေါ့ထားပါလဲပေါ့နော်ဒီမှာဆိုရင် 1.042 second ပေါ့1.042 second ပေါ့နော်ဒီလောက်အကြာမှသူကပြီးသွားတာပေါ့နော်အဲ့ဒီမှာကိုထပ်ပြီးတော့ကိုကြိုက်ပြီးပြင်လို့ရတယ်ပြင်လိုက်ရင်တော့ကျွန်တော်ဒီမှာကပြီးပြီးတော့တစ်ခါလေးပျောက်သွားတယ်နော်ဟုတ်ပြီအဲ့ဒါကြောင့်ဒီအောက်မှာ play ပေါ့ play ကကျွန်တော်တစ်ခေါက်ပဲထွက်မှာလားပေါ့နော်တစ်ခေါက်ပဲထွက်မှာလားတော့ထပ်ပြီးတော့ထွက်မှာလားပေါ့နော်ဒါလေးကိုကျွန်တော်ပြင်ဆင်လို့ရပါတယ်ဒီမှာတစ်ခေါက်ဆိုလည်းဒီခဏအတိုင်းပဲတစ်ခေါက်ထွက်မှာပေါ့နော်ဟုတ်ပြီအဲ့ဒါကြောင့်ဒီအောက်က speed တွေပေါ့နော်ဒါတွေကတော့ကျွန်တော်ပြင်ဆင်ကြသိပြီးတော့မလိုအပ်ပါဘူးပြီးတော့ property ရှိတယ် property မှာလည်းဒါတော့ပြင်ဆင်ကြတော့သိမရှိပါဘူးเนาะအဲကြောင့်ဒီမှာ rotate လို့ပါလို့ဆိုရင်လည်းဘယ်လောက် degree လဲပါလဲပေါ့เนาะဒါဘယ်လောက် degree လဲပြီးမှထွက်လာမှာလဲပေါ့เนาะအဲဒီ exactly 90ဆိုရင်လည်းကျွန်တော်ဒီကောင်ကအလဲကနေထွက်လာတာပေါ့เนาะအဲဒီအဆုံးထားလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီစာတန်းလေးကိုတစ်ချက်ကြည့်မယ်เนาะဒီအဆုံးကနေထွက်လာအဲတော့ကျွန်တော်ဒီအပေါ်တောင်းပေါ့เนาะဒီအပေါ်တောင်းကိုထားလိုက်ပြီဆိုရင်စာတန်းလေးကဒီကနေဒီလိုဆင်းလာတယ်เนาะအဲ့တော့သူ့ရဲ့ preview play ရအောင်ဒီမှာတစ်ချက်ရှိเนาะအဲ့ဒါလေးကိုတစ်ချက်လေးဒါဆိုဟိုနာလေးကနေညဘယ်ဘက်တော့နေဆိုဒီဘက်ကိုကြာလာเนาะအဲ့တော့ဒီပုံမှန်တိုင်းဆိုတော့အလေပေါ့เนาะအလေဆိုရင်သူ play ချက်ဒါဆိုကျွန်တော်အလေကနေထွက်လာဟုတ်ပြီနော် Okay ပြီးသွားပြီဆိုတော့ဒီမှာညာလေးရှိတယ်အညာလေးတစ်ချက်နဲ့ Okay ဒါဆိုရင်ကျွန်တော်ဒီမှာဒီစာတန်းတစ်ခု animation ထည့်လို့ပြီးသွားပြီပေါ့နော်ပြီးသွားရင်ဒီမှာအဆက်လေးပေါ့နော်ဒီကောင်မထည့်သေးဒီကောင်ထည့်မယ်ပြီး animation ယူမယ်ဒီမှာဒီတင်ကကျတော့ကျွန်တော်
မှာကျွန်တော် flaking ပေါ့နော်ဖြည်းဖြည်းလေးဝင်လာတဲ့အတိုင်းယူလိုက်မယ်အဲ့တော့ flaking ဆိုတော့ဒီမှာသိမသိတာဖြစ်နေနော် flake out ဆိုတော့ပျောက်သွားတာဆိုတော့သိတာတော့ပေါ့ဒီမှာကျဖြည်းဖြည်းလေးပေါ်လာပြီးတော့စာတန်းအပြည့်ဖြစ်သွားပါနော်အဲ့ဒါ duration 1.5 ထားလိုက်မယ်ဒါကကျွန်တော်အဆင်ပြေလို့ထားနော်ကိုကြိုက်တယ်လို့ထားလို့ရတယ်play ကိုကျွန်တော်ဒီမှာနှစ်ခါထားလိုက်မယ်နော်ပြီးတော့ဒီဟာတွေလည်းမဖြစ်တော့ဘူးအဲဒီမှာကျွန်တော်ဒီအောင်သားလေးထားလိုက်မယ်နော်ပြီးသွားရင်ကျွန်တော်ဒီမှာ play ကြည့်လိုက်ဒါအပေါ်ကစားတယ်ပြီးသွားရင်အောက်ကနေတက်တာအောက်ကကျွန်တော်နှစ်ခါယူထားတဲ့အတွက်ဒီမှာနှစ်ခါတက်တာပေါ့နော်โอเคပြီးသွားရင်ဒီကနေ preview ကြည့်လိုက်ရတယ်နော်အဲ့လိုမကြည့်ဘူးဆိုတော့ကျွန်တော်ခုနကကြည့်တဲ့အတိုင်း window ကနေ interactive EPU ကြည့် interactivity preview ပေါ့နော်ဒါလေးတစ်ချက်နေပြီးရင်အောက်မှာ play ရှိရနော်ဒါလေးတစ်ချက်နေဒါဆိုရင် CY computer ဆိုပြီးတော့ flake လေးနဲ့ဝင်လာတယ်ဒီမှာလည်းတော့ဒါအပေါ်က zoom in ပေါ့နော် zoom in နဲ့ဝင်လာတယ်ဒီ app ပဲကျွန်တော်နှစ်ခါယူထားတဲ့အတွက်နှစ်ခါဖြစ်တာပေါ့နော်ဒီတိုင်းဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီစာတန်းနှစ်ခုပေါ့နော်ဒီစာတန်းနှစ်ခုကို animation ထည့်တာအားလုံးအဆင်ပြေမှချက်ပါမယ်